ဘူကြသူရဲ့အမိန့်ကြောင့်သူ့ရဲ့လက်ပါစီလူမိုက်တွေကချက်ချင်းပဲမတက်ရက်လိုက်ကြပါတယ်။သူတို့ရဲ့ချင်းချောင်းနေတဲ့အရှိန်အဝါကြောင့်တာမန်လူတွေကကြောက်လန့်တကြားနဲ့ထွက်ပြေးကုန်ကြတာပေါ့။ဒါပေမဲ့အဲ့ဒီလူကတော့ဘာမှမဖြစ်တယ်လို့ပဲအေးအေးဆေးဆေးတီတီငြိမ်ငြိမ်နဲ့ရှိနေခဲ့ပါတယ်။ဒါကိုမြင်တော့ဘူကြသူကသူကတယောက်တည်းမို့လို့သူတို့ကိုဘလို့မှရှင်းနိုင်မှာမဟုတ်ဘူးဆိုပြီးလှောင်ပြောင်တယော်လိုက်ပါတယ်။ဒါပေမဲ့သူစကားမဆုံးခင်မှာပဲတရားမျှတမှုကိုမျက်နှိုးတဲ့သူတွေကကြားဖြတ်ဝင်လာပြီးတော့ကျုပ်ကစီချွမ်းရဲ့ပြန်လွှာသွားရှမ်းတုံးရဲ့တမ်မလီတိုင်းနဲ့အတူခမည်းနောက်ကိုလိုက်ဖို့အဆင်သင့်ပဲ။ကျုပ်တို့ရှန်ရှိရဲ့အရေးမဲ့မှတ်သားနဲ့ထန်ရှမ်းဟိုတယ်ကလူတွေကိုပါထည့်တွက်လိုက်အောင်ဆိုပြီးပြောလိုက်ကြတယ်။အကူကြီးတွေရှားလာခဲ့ပေမဲ့လူမိုက်တွေကတော့သူတို့ရဲ့အစွမ်းကိုတေချာမသိသေးတာကြောင့်ဓားတွေကိုဆွဲထုတ်ပြီးတက်ဖို့ပြင်ကြတာပေါ့။ဒါကိုမြင်တော့အဲ့လူကအตาရပဲပြုံးလိုက်ပြီးတော့စပွဲတစ်လုံးကိုအသုံးပြုပြီးလက်ဝါးချက်တစ်ချက်ထဲနဲ့လူမိုက်နှစ်ယောက်ကိုနောက်လန်သွားအောင်ရိုက်ထုတ်လိုက်ပါတယ်။ဗိုလ်ကြားသူကဒေါသတကြီးနဲ့ပစိန်နှစ်လက်ကိုကင်ပြီးတော့တိုက်ခိုက်ဖို့ပြင်မိမယ်။အဲ့လူကထိုင်ကုန်တစ်လုံးနဲ့လှမ်းပေါက်ပြီးကျမ်းမြေပေါ်ကိုလဲကျသွားစေခဲ့ပါတယ်။လူမိုက်တွေကထပ်မံတိုက်ခိုက်တဲ့ခါမှာတော့ဆိုင်ရှင်ကတော့ကလည်းပစ္စည်းတွေပျက်စီးမှဆိုရင်ကြောင့်ရောင်းမတစ်ချောင်းကိုကင်ပြီးတော့ဝင်ကူပါတော့တယ်။တိုက်ပွဲအတွင်းမှာပညာရှင်တွေကတီတီငြိမ်ငြိမ်နဲ့ရင်ဆိုင်ခဲ့ကြပါတယ်။တယောက်ကဓာတ်နှစ်လက်နဲ့လူမိုက်နှစ်ယောက်ကိုထိမှန်အောင်ပစ်လိုက်တယ်လို့ကြိုတန်ကလည်းဘယ်ဘက်မှဒိုင်းညာဘက်မှဓာတ်ကိုကင်ပြီးတော့တပတ်လှည့်ပြီးလူမိုက်တွေကိုတွန်းထုတ်ပစ်လိုက်ပါတယ်။ဝူရင်ပြောင်ကတော့သူ့ရဲ့ဝေယုံကိုခါလိုက်ယုံနဲ့လက်နက်ပုံ10ခုမကထွက်လာပြီးတော့ရန်သူတွေကိုမလွတ်တမ်းပစ်ခတ်လိုက်ပါတယ်။အိုင်ယွန်အန်ကတော့လူမိုက်တွေရဲ့လက်နက်တံကိုမမှုဘဲနဲ့လက်သီးတစ်ချက်ထဲနဲ့တင်ပြိုင်ဘက်တွေကိုအလဲထိုးလိုက်နိုင်ပါတယ်။ခဏတွင်မှာပဲလူမိုက်တွေအားလုံးကိုငြိမ်ဝှက်သွားအောင်လုပ်နိုင်ခဲ့ကြတာပေါ့။မင်းနာမည်ဘယ်သူလဲဆိုပြီးတော့တယောက်ကမေးမြန်းတဲ့အခါမှာဒီလောကမှာငါ့ကိုအထီးကျန်ဝင်ပလေလို့ခေါ်ကြတယ်ဆိုပြီးပြန်ဖြေလိုက်ပါတယ်။သူကတကယ်တော့နာမည်ကျော်ဓာသမားတယောက်ဖြစ်ပြီးတော့မြို့တော်ကအိုင်ယွန်မင်းသားရဲ့အိမ်တော်မှာရှိတဲ့ရှမ်းမင်းသားကိုကာကွယ်ဖို့အတွက်ပညာရှင်တွေကိုလိုက်လံစုဆောင်းနေတာပါ။အဲ့ဓာကဝူတန်ကိုင်းကိုတီထောင်ခဲ့သူကျန်ဆန်းဖုံးရဲ့လက်နက်ဖြစ်တာကြောင့်လူတွေကလိုချင်တက်မှတ်ပြီးတော့သွေးချောင်းစီးတိုက်ပွဲတွေဖြစ်ပွားခဲ့မှုပါတယ်။နောက်ပိုင်းမှာအိုင်ယွန်မင်းသားနဲ့ဝူတန်တစ်ဖက်လီမှုပိုင်တို့ရဲ့ကြိုးပမ်းမှုတွေကြောင့်တိုက်ပွဲတွေကရပ်တန့်သွားပြီးတော့ဓာကိုအိုင်ယွန်မင်းသားရဲ့အိမ်တော်မှာပဲထိန်းသိမ်းထားခဲ့ပါတယ်။နှစ်ပေါင်း20ကြာပြီးတဲ့နောက်မှာတော့လီမှုပိုင်နဲ့အိုင်ယွန်မင်းသားတို့ကွယ်လွန်သွားခဲ့တာကြောင့်လောကကြီးကတကြော့ပြန်ပြီးမငြိမ်မသက်ဖြစ်လာခဲ့ကြပါတယ်။ဒါကြောင့်ဓာကိုလူဆိုးတွေရဲ့လက်ကိုမရောက်အောင်ကာကွယ်ဖို့အမျိုးသမီးသူရဲကောင်ယူရှိုလျန်ကအကူအညီတောင်းခဲ့ပါတယ်။ယူရှိုလျန်ရောက်လာတဲ့ညမှာပဲဝေဖန်ဆိုတဲ့သူကဓာကိုခိုးယူဖို့အိမ်တော်ထဲကိုခိုးဝင်လာခဲ့ပါတယ်။သူဓာကိုရကန်နေမှာပဲမျက်နှာဖုံးဆွတ်ထားတဲ့အမျိုးသမီးတစ်ယောက်ရုတ်တရက်ပေါ်လာပြီးတော့သူ့ကိုတားဆီးခဲ့ပါတယ်။တိုက်ခိုက်ရင်းနဲ့ရှေးဟောင်းပန်းအိုးတစ်လုံးကိုတိုက်မိသွားပေမဲ့အဲ့ဒီအမျိုးသမီးကခြေထောက်နဲ့အချိန်မီကန်ထိန်လိုက်တာကြောင့်မကွဲဘဲနဲ့အတန်ပဲထွက်သွားခဲ့ပါတယ်။ဆက်လက်တိုက်ခိုက်ကြရင်းနဲ့အမျိုးသမီးကဝေဖန်ရဲ့အင်ကြီးကိုဆွဲဖြစ်လိုက်တဲ့ခါမှာသူ့ရဲ့ရင်ဘက်ကမွေးရပါအမှတ်သားကိုမြင်ပြီးတော့တုန်လှုပ်သွားပါတယ်။အဲ့ဒီချိန်မှာဝေဖန်ကသူမကိုတွန်းထုတ်လိုက်တဲ့ခါမှာပန်းအိုးကကွဲသွားပြီးအိမ်တော်ကလူတွေအားလုံးနိုးလာခဲ့ပါတယ်။ဝေဖန်ကထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့အမျိုးသမီးကတခိုးလာပြီဆိုပြီးတော့အော်ဟစ်လိုက်တာကြောင့်နောက်ဆုံးမှာတော့ယူရှိုလျန်ကဝေဖန်ကိုတစ်ချက်ထဲနဲ့ဖမ်းဆီးလိုက်ပါတော့တယ်။ခိုးဝင်လာတဲ့သူကတကယ်တော့တာမန်တခိုးလေးတယောက်မဟုတ်ဘဲနဲ့အနောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့အဖွဲ့ဝင်တယောက်ဖြစ်နေပါတယ်။ယူရှိုလျန်ကဝေဖန်ရဲ့အစိမ့်တန်းကိုတီတော်တဲ့အခါမှာအနောက်ပိုင်းမဟာမိတ်ခေါင်းဆောင်ကဒီလိုကိစ္စမျိုးကိုဒီလောက်အဆင်မရှိတဲ့သူကိုလွတ်မှာမဟုတ်ဘူး။နောက်ွယ်မှာတခုခုရှိနိုင်တယ်လို့တွေးမိပြီးတော့သူကအိုင်ယွန်မင်းသားအိမ်တော်မှာပဲခိတ္တချုံနှောင်လိုက်ပါတယ်။အဲ့နောက်မှာတော့ရှူဖေလို့ခေါ်တဲ့မိန်းကလေးတယောက်ရောက်လာပြီးတော့အိုင်ယွန်မင်းသားကိုဂါရောပြုတ်ဖို့လာတာဆိုပြီးပြောပါတယ်။သူမကချုံနှောင်ခံထားရတဲ့ဝေဖန်ကိုစိတ်ဝင်စားမေးမြန်းနေတာကြောင့်ယူရှိုလျန်ကတခိုးကိုဘာလို့စိတ်ပူနေရလဲလို့မေးမြန်းတဲ့အခါမှာရှူဖန်ကစိတ်ပူတာမဟုတ်ပါဘူးတိကျုံတက်တက်ပါဆိုပြီးပြန်ဖြေခဲ့ပါတယ်။ရှူဖန်ကတိုင်းလောကကိုအခုမှဝင်ကားစားလူသစ်လေးဖြစ်တာကြောင့်ယူရှိုလျန်ကသူမအပေါ်တတိတက်လွတ်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့အခြေအနေကတဖြည်းဖြည်းတင်းမာလာပြီးတော့အနောက်ပိုင်းမဟာမိတ်တွေရဲ့လက်တံကအိမ်တော်ထဲထိရောက်လာတာကြောင့်ယူရှိုလျန်တယောက်တည်းမနိုင်တော့ပါဘူး။ဒါကြောင့်သူမကရှုဖင်ကိုအနားမှာထားပြီးတော့တိုင်းလောကပညာရှင်တွေကိုကူညီဖို့ဖိတ်ခေါ်စာထုတ်ပြန်ခဲ့ပါတယ်။အဲဒီခါမှာတော့ဝူလန်နဲ့ဖေးတောက်လီတို့လိုပညာရှင်တွေရောက်လာပြီးတော့ရှမ်မင်းသားကိုဝိုင်းဝန်းကာကွယ်ပေးကြပါတယ်။တစ်ဖက်မှာတော့အနောက်ပိုင်းမဟာမိတ်ဖွဲ့ကတွမ်ဟွမ်ရင်ကဓားကိုမရနိုင်သေးလို့စိတ်မရှိဖြစ်လာပြီးတော့အင်အားအလုံးရင်းနဲ့အိမ်တော်ကိုစီးနှင်းမာတော့တယ်။သူကအိမ်တော်ကပညာရှင်တွေကိုတခြားလူတွေနဲ့ထိန်ခိုင်းထားပြီးတော့သူကိုယ်တိုင်ကတော့ဓားရှိတဲ့နေရာကိုလိုက်ရှာပါတယ်။အဲဒီမှာပဲရှူဖင်နဲ့တိုက်ခိုက်မိကြပြီးတော့ရှူဖင်ကလက်နက်ပြုတ်ကြပြီးရှုံးနှိမ့်လူနေပါဖြစ်သွားပါတော့တယ်။အဲဒီအချိန်မှာဝေဖန်ကဓားရှိတဲ့နေရာကအရှိဘက်ဥယျာဉ်မှာရှိတယ်ဆိုပြီးလှမ်းပြောလိုက်ပါတယ်။တွမ်ဟွမ်ရင်ကသူ့တပည့်ကျိုးယိုနုကိုဓားသွားယူခိုင်းပေမဲ့ဓားတက်တာထဲမှာတော့ဘာမှမရှိပါဘူး။ယူရှိုလျန်ရောက်လာပြီးတော့ဓားကိုကာကွယ်တဲ့အခါမှာကျိုးယိုနုကမရှင်းနိုင်တာကိုသိတာကြောင့်အိမ်တော်ကလူတစ်ယောက်ဖြစ်တဲ့ရှောင်းပီလေးကိုတတ်ပြီးတော့ထွက်ပြေးသွားပါတော့တယ်။ဒီစစ်စင်ရေးကအနောက်ပိုင်းမဟာမိတ်တွေတော့ကြီးကျယ်ရှုံးနေမှုပါပဲ။ဓားကိုလည်းမရခဲ့တဲ့အပြင်ဝေဖန်မှာအိမ်တော်မှာဖမ်းခံထားရသေးပါ။
ဒါပေမဲ့ရှုဖင်ကဝေဖန်ကသူမကိုကူညီခဲ့တာကြောင့်ဝေဖန်မှာကောင်းမွန်တဲ့စိတ်ထားရှိမှန်းသိသွားပြီးတော့သူတို့ရဲ့အသေးအကြောင်းကိုပြောပြလိုက်ပါတယ်တကယ်တော့ဝေဖန်ရဲ့နာမည်ရင်းကဟန်မေဖြစ်ပြီးတော့တိုင်းလောကမှာနာမည်ကြီးတဲ့ဓာသမားတစ်ယောက်ရဲ့သားပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဟန်မေကရန်သူတွေရဲ့ရန်ကနေလွတ်အောင်ထွက်ပြေးရင်းနဲ့တဲခုကန်တစ်ခုမှာသားလေးတစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲတဲခုကန်မှာရှိတဲ့မယငယ်တစ်ယောက်ကမိသားစုအမွေကိုလိုချင်တာကြောင့်သူမရဲ့သမီးနဲ့ဟန်မေရဲ့သားကိုတိတ်တဆိတ်လဲလှယ်လိုက်ပါတယ်ဟန်မေကအမှန်တရားကိုတည်သွားပေမဲ့သူမရဲ့သားရင်ကိုရှာမတွေ့တော့ပါဘူးဒါကြောင့်စွန့်ပစ်ခံထားရတဲ့မင်္ဂလေးရှုဖင်ကိုပဲကောက်ယူမွေးသားပြီးတော့တိုင်းပညာသင်ပေးရင်းနဲ့ပျောက်ဆုံးနေတဲ့သားဖြစ်သူကိုရှာဖွေခဲ့တာပါနှစ်ပေါင်းအနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ဟန်မေကသူ့ရဲ့သားရင်ကိုအနောက်ပိုင်းမဟာမိတ်ဖွဲ့ကပြန်ပြီးဆွဲသွားမှန်းသိလိုက်ရပါတယ်သူမကသားဖြစ်သူကိုကယ်ဖို့အတွက်အနောက်ပိုင်းမဟာမိတ်စခန်းကိုတယောက်တည်းစီးနှင်းတိုက်ခိုက်ခဲ့ပေမဲ့ငရဲမင်းရဲ့လက်ချက်နဲ့ဒဏ်ရာပြင်းထန်ရခဲ့ပါတယ်သူမမသိဆုံးခင်မှာသားဖြစ်သူအပေါ်မှာမွေးရပါအမှတ်ကိုသူမရဲ့သွေးနဲ့ပြန်လဲရေးဆွဲခဲ့ပြီးတော့ရှုဖင်ကိုသားဖြစ်သူကိုရှာခိုင်းခဲ့ပါတယ်သူကလူကောင်းဆိုရင်စောက်ရှောက်ပေးပါအနောက်ပိုင်းမဟာမိတ်တွေနဲ့ပေါင်းနေတဲ့လူဆိုးဆိုရင်တော့တပ်ပစ်လိုက်ပါဆိုပြီးမှာကြားခဲ့တာပါနှစ်ပေါင်းများစွာရှာဖွေပြီးတဲ့နောက်မှာတော့ရှုဖင်ကဝေဖန်ကဟန်မေရဲ့သားရင်းဖြစ်မှန်အတည်ပြုနိုင်ခဲ့ပါတယ်ဒါကြောင့်ရှုဖင်ကသူမရဲ့စတိုးနဲ့တန်လောင်အိမ်ကိုဖွင့်ပေးပြီးတော့ဝေဖန်ကိုလှုပ်ပေးလိုက်ပါတယ်ဝေးတဲ့နေမြဝေးပြီးတော့အနောက်ပိုင်းမဟာမိတ်ဖွဲ့စီကိုပြန်မသွားနဲ့တော့ငါအမေကိုပေးထားတဲ့ဂရီကိုငါတီးပြီးပြီဆိုပြီးပြောပြီးထွက်သွားခိုင်းတာပါဝေဖန်ကလည်းပြန်မလာတော့ဘူးဆိုပြီးတော့ဂရီပေးခဲ့ပါတယ်ဒါပေမဲ့ဝေဖန်ကလှောင်အိမ်တွေကလွတ်တာနဲ့လူတွေအာယုံလွဲနေတော့မှရှမ်းမင်းသားကိုခိုးပြီးတော့သူ့ကိုင်းစီကိုပြန်ဖို့ကြိုးစားပါတယ်ဒါကိုအထီးကျန်ဝင်ပတွေကတိသွားပြီးတော့လမ်းမှာတားဆီးလိုက်ပါတယ်ဓာတ်ကိုပေးမလားအသက်ကိုပေးမလားဆိုပြီးတော့မေးမြန်းတဲ့အခါမှာဝေဖန်ကကျွန်တော်တော်ဒီဓာတ်ကအသက်ထက်ပိုပြီးအရေးကြီးရဆိုပြီးပြန်ဖြေခဲ့ပါတယ်အဲဒီနောက်မှာသူတို့နှစ်ဦးပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပါတယ်အထီးကျန်ဝင်ပလူရဲ့အစွမ်းကြောင့်ဝေဖန်ကအလွယ်လွယ်ကွယ်ကွယ်ဖြစ်နေတဲ့ချိန်မှာပဲဝေဖန်ရဲ့ဆရာဖြစ်သူတန်မဏိကြီးကန်းရောက်လာပြီးတော့အထီးကျန်ဝင်ပလူကိုဝင်ရောက်တိုက်ခိုက်ပါတယ်အထီးကျန်ဝင်ပလူကနှစ်ယောက်စလုံးကိုရှင်းနိုင်ခဲ့ပြီးတိုက်ခိုက်ရင်းနဲ့ဝေဖန်ရည်တဲကိုကြာသွားတဲ့ချိန်မှာတော့လူသားချင်းစာနာပြီးတော့ဆွဲတင်ခဲ့ပါသေးတယ်ဒါပေမဲ့တန်မဏိကြီးကန်းကတော့တိုင်းလောကရဲ့ကျင့်ဝတ်ကိုဖောက်ဖျက်ပြီးတော့အထီးကျန်ဝင်ပလူကိုနောက်ကျောကနေချောင်းချောင်းတိုက်ခိုက်ခဲ့ပါတယ်ဒါကိုယူပြီးအမြန်ပြေးတော့လို့ဝေဖန်ကိုအမိန်ပေးပြီးတော့သူကိုယ်တိုင်ကတော့အထီးကျန်ဝင်ပလူကိုခုခံမှုကြံရစ်ခဲ့ပါတယ်ဒါပေမဲ့တန်မဏိကြီးကန်းကအထီးကျန်ဝင်ပလူရဲ့ပြိုင်ပွဲမဟုတ်တာကြောင့်ခဏလေးတွင်းမှာပဲအသက်ခံလိုက်ရပါတယ်တစ်ဖက်မှာတော့ဝေဖန်ကထွက်ပြေးလွတ်မြောက်သွားပြီးတော့ရှမ်းမင်းသားကိုလည်းအနောက်ပိုင်းမဟာမိတ်ဂိုင်းချုပ်ကြီးတိုက်ရန်ဝန်စီဆက်တာဖို့ယူဆောင်သွားပါတော့တယ်မင်းရဲ့ဆရာကတော့မင်းအတွက်ဂုဏ်ယူနေမှာပဲဆိုပြီးတော့ဂိုင်းချုပ်တိုင်ရန်ဝန်ကပြောနေတော့မှပဲဝေဖန်ကရုတ်တရက်ဓာတ်ကိုဆွဲထုတ်ပြီးတော့တိုင်ရန်ဝန်ကိုထိုးဆိုင်လိုက်ပါတော့တယ်ဒါပေမဲ့တိုင်ရန်ဝန်ကအတားရောင်ပဲရှောင်နေလိုက်နိုင်ပါတယ်တကယ်တော့ဝေဖန်ကဓာတ်ကိုခိုးပြီးတော့ဂိုင်းစီကိုပြန်လာခဲ့တာကသူ့အမေဟန်မေကိုတတ်ခဲ့တဲ့တရခန်တိုင်ရန်ဝန်ကိုဒီဓာတ်နဲ့ကိုယ်တိုင်လက်သားချေတက်ဖြတ်ဖို့အတွက်ပဲဖြစ်ပါတယ်ဒါကိုတိသွားတယ်တိုင်ရန်ဝန်ကဒေါသအကြီးကျယ်ထွက်ပြီးတော့သူ့ရဲ့ခုနှစ်ချက်တက်ဓာတ်ကိုဆွဲထုတ်ပြီးတော့ဝေဖန်ကိုတက်ဖို့ပြင်มาတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအပြင်ဘက်မှာမြင်းခွာတဲ့နေတဲ့အတူအထီးကျန်ဝင်ပလွေနဲ့သူ့ရဲ့အဖွဲ့သားတွေရောက်လာပြီးတော့အနောက်ပိုင်းမဟာမိတ်ဖွဲ့ကိုအမြင့်ပြတ်ချိန်မုံကိုတိုက်ပွဲဝင်ကြပါတော့တယ်တိုက်ရန်ဝန်ကဝေဖန်နဲ့အချိန်မဖြုံးကျင်တော့တာကြောင့်သူ့ကိုမျောစင်မော်ကနေကန်ချလိုက်ပြီးတော့အဆုံးစီရင်မှုလုပ်တဲ့အခါမှာဝေဖန်ကရှမ်းမင်းသားကိုအထီးကျန်ဝင်ပလွေစီလှမ်းပစ်ပေးလိုက်ပါတယ်အထီးကျန်ဝင်ပလွေကဓားကိုဖမ်းဆုပ်ပြီးတော့တိုက်ရန်ဝန်နဲ့ပြင်းပြင်းထန်ထန်ရှင်မြဲလိုက်ခိုက်ကြပါတော့တယ်တစ်ဖက်မှာဓားတစ်ဖက်ကဓမာကြီးနဲ့အပြန်အလှန်တိုက်ခိုက်နေကြတာဘယ်သူမှအသာမရနိုင်အောင်ဖြစ်နေပါတယ်မျောစင်အောက်မှာရှိနေတဲ့ယူရှိုလျံကအခြေအနေကိုမြင်ပြီးတော့အပေါ်ကိုတက်ကူဖို့ကြိုးစားပြီးမြင်လမ်းမှာကျိုးယိုနူကအက်ရှိတွေနဲ့တားဆီးလိုက်ပါတယ်ကျိုးယိုနူကယူရှိုလျံကိုမျောစင်ထဲကနေအမှောင်ထဲကိုဆွဲခေါ်သွားပြီးတော့မှော်တက်တွေနဲ့တိုက်ခိုက်ပါတယ်ဒါပေမဲ့ယူရှိုလျံကမတုံမလှုပ်ပဲနဲ့မျက်စိကိုမှိတ်နားကိုအသုံးပြုပြီးတော့အတန်ကိုနားထောင်ပြီးကျိုးယိုနူဘယ်မှာရှိလဲဆိုတာရှာဖွေနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဓားကိုပြစ်လွတ်လိုက်ပြီးတော့ကျိုးယိုနူကိုတခါတည်းအသေးတက်လိုက်နိုင်ပါတယ်တစ်ချိန်တည်းမှာပဲမျောစင်အထက်မှာအထီးကျန်ဝင်ပတွေကတိုက်ရန်ဝန်ရဲ့အားနည်းချက်ကိုရှာတွေ့သွားပြီးတော့သူ့ကိုမျောစင်ပေါ်ကနေကန်ချလိုက်ပါတယ်အောက်ရောက်တဲ့အခါမှာလည်းအထီးကျန်ဝင်ပတွေကအခွင့်အရေးကိုလက်လွတ်မခံဘဲနဲ့တိုက်ရန်ဝန်ရဲ့လက်ကိုဖမ်းဆွဲလက်နက်ကိုရိုက်ချပြီးတော့လက်ချင်းအပြန်လန်ထိုးနှက်ကြပါတော့တယ်အပြန်လန်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်စလုံးကနောက်ဆုံးတိုက်ကွက်အတွက်လက်နက်တွေကိုအသီးသီးမြှောက်လိုက်ကြပါတယ်ဂိုင်းကျုပ်တိုက်ရန်ဝန်ကရှမ်းမင်းသားကိုလှမ်းဆွဲမှာပဲအထီးကျန်ဝင်ပတွေကသူ့ရဲ့ခုနှစ်ချက်တက်တာကိုအားပပလွှဲရိုက်လိုက်ပြီးတိုက်ရန်ဝန်ရဲ့ကိုကိုထိုးဖောက်လိုက်ပါတော့တယ်သူတို့ရဲ့တိုက်ပွဲကဒီမှာတင်အဆုံးသတ်သွားပါပြီတိုက်ရန်ဝန်ကသူ့ရှေ့ကရှမ်းမင်းသားကိုကြည်ရင်နဲ့မျောလင်းချက်မဲစွာနဲ့အသက်ပြောက်သွားခဲ့ပါတယ်တိုင်းလောကကိုစိုးမိုးဖို့ရှမ်းမင်းသားကိုရယူဖို့နှစ်ပေါင်းများစွာကြံစည်ခဲ့တာကနောက်ဆုံးမှာတော့သူ့အသက်နဲ့ပဲလဲလဲလိုက်ရပါတယ်သူဦးဆောင်ခဲ့တဲ့အနောက်ပိုင်းမဟာမိတ်ဖွဲ့ကြီးကလည်းပြိုကွဲသွားရပြီပေါ့နောက်ဆုံးမှာတော့ရှမ်းမင်းသားကယူရှိုလျံရဲ့လက်ထဲကိုပြန်ရောက်လာပါတယ်တိုင်းလောကမှာနောက်ထပ်သွေးထွက်တန်ယူတိုက်ပွဲတွေထပ်မဖြစ်အောင်ယူရှိုလျံကဒီဓာတ်ကိုမူလားနေရာဖြစ်တဲ့ဝူတန်တောင်ကိုပဲပြန်ယူသွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုစက်တိုက်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ